ဟုတ်ကဲ့ဗျအခုကျွန်တော်ပြပြမယ့်ဟာကြတော့ကျွန်တော်တို့ဒီ desktop ပေါ်မှာဗောနော်ကျွန်တော်တို့ desktop ပေါ်မှာ disk PC တို့ဒီ recycle bin တို့ဒါတွေပြောင်းနေလို့ရှိရင်ဘယ်လိုဖော်ရမလဲဆိုကျွန်တော်ပြပြသွားမှာပထမဦးစွာကျွန်တော်တို့ပြောင်းနေလို့ရှိရင်ကျွန်တော် desktop ပေါ်ကနေကျွန်တော် right click ထောက်မယ်ထောက်ပြီးလို့ရှိရင် personalize သွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒါက Windows 10 Pro ပေါ့ကွာ Windows 10 Pro ကြတော့ဒီမှာတင်းနဲ့တွားမယ်တွားပြီးလို့ရှိရင်ဒီမှာ desktop icon setting နဲ့တွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ကပျောက်နေတာဟာ disk PC ပျောက်နေကွန်ပျူတာကိုအမှန်ချစ်ပြီးလိုက် okay ပေးလိုက်လို့ရှိရင်ရပြီဒီမှာ5ခုဖော်လို့ရတယ်ဆိုတော့စီမှာ3ခုရွေးထားတာပေါ့ကွာအကယ်၍တကယ်ချင်းတို့ဒီ disk PC တို့အမိုက်ဘုံတို့ပျောက်နေလို့ရှိရင်ဒီကောင်ကအမှန်ချစ်ပေးပြီး okay ပေးပြီးထွက်ခလိုက်လို့ရှိရင်ရပြီဒါကတကယ်ချင်းတို့ကွန်ပျူတာက disk PC တို့ဘာညာပျောက်နေလို့ရှိရင်ဒီညစ်သွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ disk PC ထဲမှာဒီဘယ်ဖက်တငယ်ချင်းတို့ကွန်ပျူတာကကြတော့ဘယ်ဖက်ချင်းဟာကိုဖျောက်ချင်တယ်မပေါ်ချင်ဘူးမျက်စိရှုပ်တယ်ဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်တို့ကဒီပေါ်က menu view နဲ့တွားမယ်တွားပြီးတော့ navigation pane နဲ့တွားပြီးကျွန်တော်တို့ကဒီကောင်ကိုမန်ရှစ်ဖြုတ်ပြလိုက်လို့ရှိရင်ဒီတငယ်ချင်းတို့ကွန်ပျူတာကဒီဘယ်ဖက်ချင်းဟာပျောက်သွားပြီပြန်ပေါ်ချင်တယ်ဆိုကျွန်တော်တို့ကဒီ navigation pane နဲ့တွားပြီးကျွန်တော်တို့ကအမှန်ရှစ်ပြင်ပေးလိုက်လို့ရှိရင်တငယ်ချင်းတို့ကွန်ပျူတာကဒီမှာဘယ်ဖက်ချင်းဟာပြင်ပေါ်လာပြီအကြွေးဒီကျွန်တော်ထောက်လိုက်လို့ရှိရင်ဒီညာဘက်ချမ်းဟာပေါ်ရှင်တယ်ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုကျွန်တော် preview pane ဒီထောက်လိုက်လို့ရှိရင်ဒီဘက်ညာဘက်ချမ်းဟာပေါ်လာတာပေါ့ကွာပြန်ပိတ်ချင် preview pane ကိုပြန်ပိတ်လိုက်လို့ရှိရင်ရပြီဒါတကယ်ချင်းတို့ကွန်ပျူတာကဒီညာဘက်ချမ်းကပျောက်သွားပြီပေါ့ကွာနော်ပြန်ပိတ်တာအကြွေးကျွန်တော်ထောက်လိုက် C ကိုထောက်တာမဟုတ် D ကိုတော့ထောက်လိုက်လို့ရှိရင်သူ့ရဲ့ file size အတိအကျအသေးစိတ်ကြည့်ချင်တယ်ဆိုကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုထောက်ပြီးလို့ရှိရင် detail pane ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ထောက်တဲ့ဟာဒီမှာသူ့ရဲ့အသေးစိတ်ကိုဒီမှာပေါ်လာမယ် C ဆိုရင်ဒီမှာ Windows ရှိတယ် Windows ပုံနဲ့ပေါ်လာမယ်အသေးစိတ်ပေါ်လာမယ် T ဆိုရင်သူ့ရဲ့ဒီမှာsize ရတော့326 GB ရှိမယ် file system ကြတော့ new technology file system ရှိမယ်အကယ်၍လူတငယ်ချင်းတို့ဒီ file size ဘယ်လောက်ကြည့်ချင်လဲဆိုရင်ကျွန်တော်တို့ကထောက်ပြီးလို့ရှိရင်ဒီမှာပွင့်လာမှာဒါပါ file နဲ့ဒီမှာအသေးစိတ်ပွင့်လာနောက်ထပ်အသေးစိတ်ကိုကြည့်ချင်တယ်ဆိုကျွန်တော်တို့က right click ထောက်ပြီး property နဲ့တွားမယ်တွားပြီးဒီမှာဒီ file size ကြတော့ကျွန်တော်တို့က25.6 kilobyte ရှိပါတယ်ဒါကြတော့သူ့ရဲ့ file size ပေါ့ကွာအသေးစိတ်ကြည့်ရင်ဒီနည်းနဲ့တွားလို့ရပါတယ်အကယ်၍တကယ်ချင်းတို့ကွန်ပျူတာကဒီညာဘက်ချမ်းကပေါ်နေတယ်ဖျောက်ချင်တယ်ဆိုဘယ်လိုဖျောက်ရမလဲဆိုကျွန်တော်တို့ကကိုဖျောက်ချင်တဲ့ဟာကို select မှတ်မယ်မှတ်ပြီးလို့ရှိရင်ဒီမှာ detail pane ကိုပြန်ဖြုတ်လိုက်လို့ရှိရင်တကယ်ချင်းတို့ကွန်ပျူတာကဒီညာဘက်ချမ်းကပျောက်သွားပြီဒါဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းဖျောက်တာပေါ့ကွာအများအပြားဒီလူတကယ်ချင်းတို့နှိပ်တာများလို့ရှိရင်နှိပ်တာများတာပဲဖြစ်ဖြစ်မားတာပဲဖြစ်အများစုဖြစ်လာကြတော့ဒီညာဘက်ချမ်းကဒီလိုနှိပ်လိုက်လို့ရှိရင်ပေါ်လာလို့ပေါ့ကွာပြန်ဖျောက်ရှင်ဖျောက်တဲ့အောင်ဆိုကျွန်တော်တို့ကဒီ detail pane ကိုပြန်နှိပ်ပြလိုက်လို့ရှိရင်တကယ်ချင်းတို့ကွန်ပျူတာညာဘက်ချမ်းကပျောက်သွားပါပြီ